မင်္ဂလာပါကျွန်တော်စစောပါဒီနေ့ကျွန်တော်တို့စကားပြောလေးတွေကိုထပ်ပြီးလေ့လာမယ်ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့စာကြောင်းလေးပဲဖြစ်ပါတယ်9နှစ်ကိုအချိန်တိုင်းနာရီတိုင်းတတိယနေတယ်ယသိနော်နာကိုနာရီကိုဆကတော်ယသိနော်နာကိုနာရီကိုဆကတော်ငါတန်ရောစီကျိုးကိုဖြတ်မရဘူးရတော်တဲရတာအဲပလီတနေပါရတော်တဲရတာအဲပလီတနေပါငါကိုမမေ့ပါနဲ့တာပင်တော်ရာတဝေတာပင်တော်ရာတဝေငါနှစ်ကိုမေ့လို့မရဘူးယတပင်တော်နာတနေပါယတပင်တော်နာတနေပါဘယ်တော့မှလည်းမေ့လို့ရမှာမဟုတ်ဘူးတာပင်တော်နာတမေကနေတော့တဘလို့လို့ပါတာပင်တော်နာတမေကနေတော့တဘလို့လို့ပါယသိတော်နာကိုနာရီကိုဆကတော်ယတော်တေတာအပလီတနေပါတာပင်တော်ရာတဝေယတာပိနောနာတနေပါတာပိနောနာတမေကနေနော်တဘလို့လို့ပါအလုံးနားလည်းမဲ့အကျိုးရှိမှလို့ထင်ပါတယ်